ဒီနေ့ကအန်ဒရီဆိုမတူမဲခန်းကြီးရဲ့ဒိုင်ယွန်ရှုမီကာမဲခေါင်းစဉ်ကကြတော့ဆူရှင်ဟန်ပိုင်ဆိုတဲ့ခေါင်းစဉ်ပေါ့နော်ဆိုတော့ကြည့်မယ်နံပါတ်1ခန်းကြီးကကြတော့ဘေးဆိုတဲ့ခန်းကြီးပေါ့နော်ဘေးဆိုတဲ့အတိတ်ပဲရဲ့ခိုမဲဆိုတဲ့အတိတ်ပဲရတယ်သူ့ကိုတုံးထားတဲ့ခွတ်တိုးပါလေးတွေကဘေးကူကူဆိုတာကအမေရိကကိုပြောတာပေါ့နော် United States of America ဆိုတော့ USA ဆိုတဲ့ USA ကိုပြောတာအမေရိကန်နိုင်ငံကိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့ခိုမဲပေါ့နော်ဆန်ဆိုတဲ့စကားလုံးမှာသုံးတယ်ခိုမဲနံပါတ်2ခန်းကြီးကကြတော့ Q ဆိုတဲ့ခန်းကြီးသူတခုတည်းဆိုရင်သူက level အဆင့်အတန်းကိုပြောတာပေါ့နော် level အဆင့်တန်းဆိုတဲ့အတိတ်ပဲရတယ်သူ့ကိုတုံးထားတဲ့ခွတ်တိုးပါလေးတွေကခိုး Q ဆိုတော့အဆင့်တန်းမြင့်တော့ချူ Q ဆိုတာကအလယ်လက်အဆင့်ဖြစ်တော့ပေါ့နော်ဆိုတော့သူအင်္ဂလိပ်လို့ဆိုလို့ရှိရင် intermediate level ဂျို Q နောက်တစ်လုံးကဂျို Q ကကြတော့ level အမြင့်ဖြစ်တော့အင်္ဂလိပ်လို့ဆိုလို့ရှိရင် advanced levelဆိုတော့နောက်ခန်းကြီးလေးကိုကြည့်မယ်နောက်ခန်းကြီးကဇန်ပေါ့နော်သူတစ်လုံးလေးဆိုလို့ရှိရင်ဇန်ဆိုပြီးတော့အုံယောမိမှာဆိုရင်ဇန်လို့ဖတ်တယ်ခွန်ယောမိကနုခိုးစုနုခိုးလူရဲ့ခန်းကြီးအနေနဲ့သုံးတယ်ပေါ့နော်ဆိုတော့သူ့ကိုသုံးထားတယ်ခွတ်တိုးပါလေးတွေကဇန်ဂျိုကကြတော့အချိန်ပို overtime ကိုပြောတာနုခိုးလီဆိုတာကအကြံကိုပြောတာနုခိုးလူဆိုတာကကြံသည်နုခိုးစုဆိုတာကချမ်းသည်ဆိုတော့နံပါတ်4ခန်းကြီးကကြတော့ခတ်တာဆိုတဲ့ခန်းကြီးပေါ့နော်သူတစ်လုံးလဲဆိုလို့ရှိရင်သူကခတ်တာဆိုပြီးတော့ခွန်ယောမိအနေနဲ့ဖတ်တယ်ပေါ့နော်ဒါပေမဲ့တခြားစကားလုံးနဲ့ပေါင်းပြီးတော့ဖတ်တဲ့အခါကြလို့ရှိရင်ခတ်တာမဟုတ်တော့ဘဲနဲ့ခတ်တာဆိုပြီးဖတ်တယ်ပေါ့နော်သူတစ်လုံးလဲဆိုရင်အတိတ်အပယ်ကအရွယ်အစားပုံစံကိုပြောတာပေါ့နော်အရွယ်အစားပုံစံကိုပြောတဲ့အခါမှာသုံးတယ်ဒီမှာဆိုရင်အိုးခတ်တာဆိုတော့အရွယ်အစားအကြီးဖြစ်တော့ခိုခတ်တာဆိုတာကအရွယ်အစားအသေးဖြစ်တော့ရှင်းခတ်တာဆိုလို့ရှိရင်ပုံစံအသစ်မော်ဒယ်အသစ်ဖြစ်တော့ဆိုတဲ့အတိတ်ပဲရတယ်ဆိုနံပါတ်5ခန်းကြီးကကြတော့ဇေးဆိုတဲ့ခန်းကြီးလေရှောဟိဇေပေါ့နော်သူ့ကိုတုံးထားတဲ့ခွတ်တိုးပါကရှောဟိဇေဆိုတာကကြတော့စားသုံးခွန်ပြောတာဇေကင်းဆိုတာကအခွန်ပြောတာနံပါတ်6ခန်းကြီးကကြတော့ခိုမှုဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့သူတစ်လုံးသေးဆိုလို့ရှိရင်ခိုမှုဆိုတာကကြက်ပိတ်တော်ဆိုတဲ့အတိတ်ပဲရတယ်ဖူလီခိုမှုဆိုလို့ရှိရင်ငွေလဲသည်ဆိုတဲ့အတိတ်ပဲဇေးခိုမှုဆိုလို့ရှိရင်အခွန်ပါပြီးဆိုတဲ့အတိတ်ပဲနံပါတ်9ခန်းကြီးကကြတော့ခဆိုလို့ရှိရင်ဒီခဆိုတဲ့ဟာကသူ့ဟာသူတစ်လုံးလေးဆိုရင်သူကဒီဈေးနှုန်းပေါ့နော်ငွေကြေးဈေးနှုန်းရဲ့အတိတ်ပဲဆိုတော့သူ့ကိုသုံးထားတဲ့ခွတ်တိုးပါလေးတွေကိုကြည့်မယ်ခကုဆိုတာကကြတာဈေးနှုန်းကိုပြောတာတေးကဆိုတာကသတ်မှတ်ထားတဲ့ဈေးနှုန်းကိုပြောတာပေါ့နော်တေးဆိုတာစာရမဲလူရဲ့ကြီးဆိုတော့တေးခဆိုတာကသတ်မှတ်ထားတဲ့ဈေးနှုန်းသတ်မှတ်ဈေးနှုန်းကိုပြောတာဆိုတော့နံပါတ်8ခန်းကြီးလေးကကြတော့ခကုဆိုတဲ့ခန်းကြီးခကုဆိုတဲ့ခန်းကြီးပေါ့နော်ဆိုတော့သူ့ကိုသုံးထားတဲ့ခွတ်တိုးပါလေးကဂိုခကုဆိုတာကကြတော့စာမူပွဲအောင်ခြင်းဆိုတဲ့အတိတ်ပဲစာမူပွဲအောင်လဲဆိုတဲ့အခါမှာဒီဂိုခကုဆိုတဲ့စကားလုံးလေးကိုသုံးတယ်ပေါ့နော်နောက်တစ်ခုကခကုယဆုဆိုတာကကြတော့ဈေးသက်တာသုံးဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်ခကုဆိုတဲ့စကားလုံးရဲ့နောက်တစ်ခုကယာဆွီဆိုတဲ့စကားလုံးနဲ့ပေါင်းပြီးတော့ခကုယဆုလို့ထွက်တယ်သူကကြတော့ဈေးသက်တာသုံးဆိုတဲ့အတိတ်ပဲရတယ်ဆိုတော့ဒီနေ့အခန်းကြီးကတော့ဒီလောက်ပါပဲ